သာသမီများမှစုပေါင်းစင်ကျင်းပအပ်သောညဒုတိယပွဲမှာဒီကနေ့ညဟောကြားအပ်သောတရားကောင်းကြီးရဲ့နာမည်ကအရေးပမာကဏ္ဍဖြာတဲ့။မာတဲ့အရေးပမာကဏ္ဍဖြာလူဘဝရောက်လာပြီဆိုလို့ရှိလူတွေဟာအကုသိုလ်တွေလည်းလုပ်တယ်ကုသိုလ်တွေလည်းလုပ်ကုသိုလ်အကုသိုလ်နှမျိုးလုံးရောပြီးတော့လုပ်ကြတချို့လူတွေကြတော့လည်းပဲကုသိုလ်ကောင်းမှုဘာမှမလုပ်ဘဲနဲ့အကုသိုလ်တွေနဲ့ပဲအချိန်ကုန်ပြီးတော့တည်သွားတဲ့ခါကျတော့ခုနောက်ကိုရဲ့စီကျဥစ္စာတွေလည်းမပါဘူးပစ္စည်းဥစ္စာတွေလည်းမပါဘူးတာသမီရွှေမျိုးမယားဒါတွေလည်းမပါဘူးတည်သွားရင်မလုပ်ခဲ့ရမှာထားခဲ့ရမှာဒီတော့ကိုနောက်ကိုပါမှာဆိုလို့ဘာပဲရှိတာကံမရှိတယ်ခေါ်လို့တဲ့ကုသိုလ်အကုသိုလ်ကံဒီကုသိုလ်အကုသိုလ်ကံတွေဟာကိုယ့်ရဲ့နောက်ကိုအရေးပမာလိုက်အရေးဒီကိုယ့်ရဲ့နောက်ကိုထက်ကြမကွာလိုက်တယ်လေကုသိုလ်အကုသိုလ်ကံတွေကလည်းပဲကိုယ်နောက်ကိုထက်ကြမကွာလိုက်ရှည်များရေနိုင်မီးများမီးနိုင်ပေါ့အကုသိုလ်တွေလောက်ပါများပြီးတော့အကုသိုလ်တွေကလောက်တာများသွားရင်ကိုအကုသိုလ်အကျိုးမကောင်းတဲ့ကျိုးတွေပေးကုသိုလ်ကောင်းမှုကလောက်တာအကောင်းတယ်ဆိုကုသိုလ်ကောင်းမှုကအကျိုးပေးကိုကကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့ကောင်းမှုကုသိုလ်တွေအများကြီးလုပ်သွားပြီးတော့တေဂာနိနမိတ်မကောင်းလို့အကယ်၍များတိရစ္ဆာန်ဘဝခွေးဘဝရောက်သွားတယ်ထားပါကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နမိတ်မကောင်းလို့တေဂာနိအာယုနမိတ်မကောင်းလို့ခွေးဘဝရောက်သွားပြီမယ်အဲ့ဒီကုသိုလ်ကောင်းမှုကမနေဘူးကိုလိုက်ပြီးတော့အကျိုးပေးခွေးဖြစ်ပြီမယ်ခွေးဘဝမှာချမ်းချမ်းသာသာနဲ့အစာကောင်းတောက်ကောင်းနေကောင်းထိုင်ကောင်းနဲ့နေရအဲ့ဒီလိုတွေအဲ့လိုမျိုးခွေးတွေမမြင်ဘူးလားမြင်ဘူးတယ်နော်တချို့ဆွဲကြိုးတချို့ခွေးတွေဆွဲကြိုးတွေနဲ့ကိုယ်တွေလည်းဝှက်ရှင်တာပေါ့နော်အမေကိုရင်ဆိုတော့ဝှက်လို့မရဘူးလေနော်တချို့ခွေးတွေဆိုရင်နမိတ်မကောင်းလို့ခွေးဘဝရောက်သွားပြီမဲ့တချို့လူထထောင်တာတဲ့ခွေးတွေကရှိပြီဒါဘာဖြစ်လို့လဲဆိုတော့ကိုယ်ကုသိုလ်ကောင်းမှုကအကျိုးပေးတာအရေးပမာလိုက်တဲ့အခါမှာတဲ့ကံနာပြရှိအဓိကံကလည်းဘာကံလဲဆိုရင်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံကဘာနဲ့တူတော့ဆိုတော့မိတ်ဆွေနဲ့တူတယ်မိတ်ဆွေကောင်းနဲ့တူတယ်ကုသိုလ်ကံကဘာနဲ့တူတော့မိတ်ဆွေကောင်းနဲ့တူတယ်အဒီကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကောင်းကိုပေါင်းလိုက်ပြီးပေါင်းထားမယ်ဖတ်တွေ့ထားမယ်ဆိုလို့ရှိရင်အဒီကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကကိုယ်ပဲဘဝပဲရောက်ကိုလိုက်ပြီးတော့ကူညီမယ်ဖေးမမယ်စောက်ကြောင်းမယ်ကဲတင်မယ်ကကွယ်မယ်မိတ်ဆွေကောင်းတယောက်လိုကုသိုလ်ကောင်းမှုကကိုဖြစ်တဲ့ဘဝတွေမှာလိုက်ပြီးတော့ကူညီပေးမယ်စောက်ကြောက်ပေးမယ်ကကွယ်ပေးမယ်ကဲတင်ပေးမယ်ဖေးမပေးမယ်အကယ်၍အကုသိုလ်ကြတော့ရန်သူနဲ့တူတယ်တဲ့ဘာနဲ့တူအကုသိုလ်ဆိုတဲ့ရန်သူကိုပေါင်းမိသွားပြီဆိုကိုပဲဘဝပဲရောက်ကိုကူလည်းမကူညီဘူးအနေဖြစ်အောင်လုပ်တယ်စိုးစိုးတွေပေးတယ်ကလည်းမကာကွယ်ဘူး
ကိုလည်းမကူညီဘူးအန်နဲ့ဖြစ်အောင်မလုပ်ဒီတော့ကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကိုမပေါင်းရင်လည်းပေါင်းရင်လည်းပေါင်းဒါမှနောက်ဘဝမှာကိုယ်ကောင်းကျိုးတွေပေးမှာအကုသိုလ်ဆိုတဲ့ရန်သူကိုပေါင်းမိသွားပြီဆိုရင်နောက်ဘဝမှာကိုယ်မကောင်းတဲ့ကျိုးတွေပေးမယ်အန္တရာယ်တွေပေးမယ်ဒီတော့မိတ်ဆွေကောင်းကိုပေါင်းကျင်လားရန်သူကိုပေါင်းကျင်လားမိတ်ဆွေကောင်းပေါင်းတယ်ပြောလိုက်ရင်တော့မိတ်ဆွေကောင်းပေါင်းတယ်လှုပ်လိုက်ရင်တော့ရန်သူတွေအမပြောချင်တာကဘာလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကိုမလုပ်ချင်လေလုပ်ချင်လေလုပ်ဘာဖြစ်လို့လုပ်ခိုင်းတာလဲဒီကုသိုလ်ကောင်းမှုကကိုယ့်နောက်မှာကောင်းကျိုးတွေပေးမှာမို့လို့လုပ်ခိုင်းတာကောင်းကျိုးတွေဒါမပေးဘဲလုပ်ခိုင်းမလဲကိုဘဝအတွက်နောက်မှာကိုဘဝသန္တရာခရီးလက်တဲ့ခါမှာသန္တရာခရီးဆက်တဲ့ခါမှာရှင်ပြေပြေနဲ့တဲ့နိုင်မှုအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ခိုင်းတာအကုသိုလ်တွေလုပ်တာမယ်ဆိုရင်ကိုသွားတဲ့သန္တရာခရီးကမကောင်းတော့မကောင်းတာတွေနဲ့ပဲမကောင်းတဲ့ကြိုးတွေပဲခံစားရဒါကြောင့်တချို့ပုဂ္ဂိုလ်တွေမှာကြတော့အကုသိုလ်လုပ်တာများလို့အကုသိုလ်ကမကောင်းတဲ့ကြိုးတွေပေးတယ်တချို့ကြတော့လည်းပဲကုသိုလ်ကောင်းမှုလုပ်တာများလို့ကုသိုလ်ကောင်းတဲ့ကြိုးတွေပေးတယ်တချို့ကြတော့လည်းပဲကုသိုလ်အကုသိုလ်နှစ်ခုစလုံးလုပ်ခဲ့တဲ့အတွက်အဲ့ဒီကုသိုလ်နဲ့အကုသိုလ်ကဒီတဘောဝမှာပဲစီကျန်ထိုးတာဟုတ်ကုသိုလ်နဲ့အကုသိုလ်ပြိုင်နေတာအားရနဲ့ပတ်သက်ပြီးတော့ကိုရင်ဇလန်းလေးတစ်ပုဒ်ဆက်တော်လေးတစ်ပုဒ်ဟောပြခြင်းနဲ့အတိတ်အကြောင်းအရင်ပြောမှာပေါ့ပြစ္ဆုတ်ပါနောက်မှပြောမှာအာလကပ္ပတိုင်းမှာတဲ့နော်ညောင်မျက်နာပေါ့လေအာလကပ္ပတိုင်းမှာစပူဒီပါကျွန်းရဲ့မြောက်မျက်နာအရာအာလကပ္ပတိုင်းမှာကုသမြန်နဲ့ယောဂါကြီးတစ်ခုဖြစ်ပြီးတော့တရားကိုကူးသွားပြီဆိုရင်အိမ်တိုင်ထဲမှာတကြိတ်ရှိတဲ့အိမ်တကြိတ်ဆိုတာ10ယောက်တယောက်ကအဲ့ဒီယောဂရှိနေပြီဆိုအဲ့ဒီအိမ်တိုင်လုံးတေးရဒီတော့လင်မယား2ယောက်နဲ့နှမရဲ့တချို့ပြေးလို့လွတ်ကုန်ပြီတို့လည်းလွတ်အောင်ပြေးကြစို့အယောဂမကူးဆက်အောင်မို့လွတ်အောင်ပြေးကြစို့ဆိုပြီးတော့စားမရိတ်ခါတွေတဲသွားဒီခလေးလေးချီးပြီးတော့ဦးမဲစားမမြောက်ခလေးလေးမွေးခင်စားလေးပေါ့ခလေးလေးချီးပြီးတော့ထွက်ပြေးကြထွက်ပြေးတဲ့ခါကျတော့လည်းပဲသူတို့ထွက်ပြေးတဲ့နေရာကနောက်ရက်ကအတော်ကြာတော့စားဝယ်တော့ဝင်လေကုန်ပြီစားတဲ့ရိတ်ခါလေးလေကုန်ပြီဆိုတော့တရားဆိုင်နာထောင်နော်ဒါအတိတ်ကြောင့်ပြောတာရိတ်ခါလေးကုန်ပြီဆိုတော့အဖေလို့သူကကြံချီတယ်ငါတို့မပါလာတဲ့စားဝယ်တော့ဝင်လေကုန်ပြီဒီကြတဲ့ဟောဒီခလေးချီထားပြီးထွက်ပြေးရတဲ့အတွက်ငါတို့မှဘာမှအကျိုးမရှိဒီတော့ပြစ်ထားခဲ့တာကောင်းအဲ့ဒီလိုနဲ့လေမယား2ယောက်တယောက်တည်းလဲချီရင်းနဲ့သူ့အလှဲ့လဲရောက်တော့နောက်ချိုင်နေရခဲ့ရှေးရှားသလိုလိုနဲ့ခလေးခြုံကိုလည်းပြစ်ထားခဲ့ခြုံကိုလည်းပြစ်ထားပြီးပြန်လာတော့မေလို့သူကဟုတ်တော့ရှောက်ကြခလေးရောငါခလေးချုံမိုးလည်းပြထားခဲ့တယ်အမလေးတော့ဘယ်လိုလုပ်ဒီလိုမျိုးပြထားခဲ့တာတော့နမရဲ့ခလေးဆိုတာသူ့ချီထားတယ်လေတို့အကျိုးမရှိဘူး
နောက်လည်း6မွေးလို့ရတာပဲဟာတော်ဆိုးနေကျန်ရပါပြီတော့ရှင်ကတော့ဝမ်းနဲ့မလွယ်ရလို့ဘယ်နှမျိုးမလဲကျမကတော့ကိုလာလက်ဆဲလာဖွာခဲ့ရတဲ့အတွက်မပြစ်နိုင်ဘူးဆိုပြီးတော့ခေါ်ပြန်ခေါ်ပြန်ချီလာဒီလိုနဲ့ရက်ကလည်းတော်ကြတော့တနေ့တော့ခါကြတော့ငါကြောင်းသားထံရောက်သွားတယ်ဘယ်ရောက်သွားတော့ငါကြောင်းသားထံရောက်ဟာဒီငါကြောင်းသားကလည်းပဲပြည့်စေကဗုဒ္ဓကိုရှင်မရောတဲ့နှုတ်ကနာထမင်းပေါ့ပြည့်စေကဗုဒ္ဓကိုလှူတယ်လူပြီးတော့ပြည့်စေကဗုဒ္ဓကအာဒီနှုတ်ကနာထမင်းကိုဖုံးပေးပြီးတော့အာဒီနွားကြောင်းသားမှာခွေးလေးတစ်ကောင်ရှိတယ်အာဒီခွေးလေးကိုနှုတ်ကနာထမင်းကိုကျွေးခွေးလေးကကောင်းကောင်းစားရတာပေါ့ကောင်းကောင်းစားတော့ခုနကခလေးကိုပြစ်ခဲ့တဲ့ယောက်ျားအဲ့ဒီခွေးကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုကြည်တာခွေးတောင်မှကောင်းကောင်းစားငါလည်းခွေးဖြစ်ရင်ဘာလို့ကောင်းမလဲသူ့စိတ်ထဲဒီလိုတွေးလိုက်မိအဲ့လိုတွေးပြီးတော့ငါကြောင့်သားလေးသူတို့မစားရမတော့ရတာကြာတော့နှုတ်ကနာထမင်းနေကျွေးတာပေါ့မိန်းမကတော့ချင်းချင်းစားယောက်ျားကတော့ချင်းချင်းမစားဘူးပင်မဲနဲ့ဂျန်လေးပါတယ်မစားရမတော့ရတဲ့ဂျန်လေးပါတယ်တအားပြစ်ခတ်ပြီးစားလိုက်ရတခါလေးမျက်ဖြူဆိုင်ဟာတော့ဘယ်လိုဖြစ်တော့ကျုပ်ပြောပါအောင်မရတော့ဟောတေတော့မှာဒီရတဲ့တချို့မိန်းမတွေကနော်ငိုတာအဆန်းနေကြီးပဲဘာလဲကိုယောက်ျားသေးလို့3ရက်လောက်လဲကြာအသားလူကဖောင်းတက်ပြီးဝါလာတော့မိန်းမပါပြောတယ်မတော်ကသေးတာတော့လှပြီးဝါနေတယ်အလားဝါပြီးလှနေတယ်တဲ့နော်သေတာတော့မှချိန်မွန်းဟိုပြည့်သွေးမရှိလို့ဝါပါတယ်ဆိုမှလှတယ်လို့တချို့မိန်းမကြတော့လေငိုတာအနာကမငိုအဝေးရငိုဒီကြတဲ့လူကြားကောင်းအောင်ပြောလိုက်တယ်တော်နာမကတာကျုံမချစ်လို့မဟုတ်ပါဘူးကြောက်လို့ပါတော့ကြောက်လို့တဲ့အဲ့ဒီမိန်းမလေးအံ့ရောပေါ့နော်အသက်ရှင်တော့လုံနိုင်ကိုင်းနိုင်တဲ့ချိန်တော့မကြောက်ပဲနဲ့ဘာမှလုပ်လို့မရတဲ့ချိန်မှာကြောက်ထားပါတော့မကြီးဟိုကောင်သေတော့သူဖြစ်ချင်တဲ့အတိုင်းနော်ခွေးကိုကြည့်ပြီးတော့ငါလည်းခွေးဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အဲ့ဒီအတွေ့အကြုံအဲ့ဒီခွေးမရဲ့ဝမ်းပိုက်မှာတန်နေသွားခါတာပေါ့သူမိမလည်းအဲ့ဒီနွားကြောင့်သားအိမ်မှာပဲနေတော့တန်နေသွားခါတော့ငွေလာတော့ခွေးကြီးလေးပေါ့ပြပါလေးတော့ခွေးကြီးလေးပေါ့လိုက်ပြီးကြည့်မနေနဲ့ဒီယောက်ျားအဖြစ်မှာတော့ခွေးကြီးလိုပဲမှတ်လိုက်ပေါ့ဟုတ်တယ်လေအစားတော့တဲ့ခွေးမတွေခွေးကြီးတွေတော့မပါဘူးပေါ့အခွေးကြီးလိုပဲမှတ်လိုက်ပေါ့ခွေးကြီးလေးအဲ့ဒီခွေးကလေးကိုလေအဲ့ဒီနွားကြောင့်သာကောင်းအောင်ကျွေးတယ်အဲ့ဒီခွေးကလူစကားလဲနားလေလူရဲ့အရေးအရာလူပြောတာတွေသဘောပေါက်နွားကြောင့်သာပဲသွားတာသူအဲ့ဒီနွားကြောင့်သာနောက်ကိုအဲ့ဒီခွေးကလေးကလိုက်နွားကြောင့်သာပြည့်စေကဗုဒ္ဓကိုစမ်းစားတော့ပြလမ်းရောက်တော့နော်ထားကောင်းနေရန်ကင်းအောင်ဝေတွေပါတယ်မကိုက်အောင်တော့ကောင်းနေအန်တယ်မပြုတ်နိုင်အောင်ဒုက္ခလေးနဲ့6ပြီးသွားတော့ခွေးကလေးကလည်းသဘောပေါက်
အရှင်ဘုရားပြည့်စေကဗုဒ္ဓလည်းလျှောက်တာအရှင်ဘုရားအခါရဲ့တပည့်တော်မအားလဲလို့အရှင်ဘုရားကြီးမလာခဲ့တော့ဒီခွေးကလေးကိုလွတ်လိုက်လို့ရှိရင်အဲ့ဒီခွေးကလေးရောက်လာလို့ရှိရင်တပည့်တော်စွမ်းစားပင့်တယ်လို့မှတ်ပါဗျာရောက်သူမအားလက်တော့ချိန်ကြတော့ခွေးကလေးလွတ်တာပေါ့ခွေးကလေးကလည်းဥတာပေါ့ဥပြီးတော့ပင့်တာပေါ့ပိစကဗုဒ္ဓလည်းခွေးနောက်ကလိုက်ခွေးရရှိရပိစကဗုဒ္ဓရဟန္တာအနောက်ကတခါပိစကဗုဒ္ဓလာမတိလို့ချောထွက်သွားတယ်အာမဟုတ်ဘူးခွေးကလေးကသင်္ကန်းစာလေးဆွဲပြီးလမ်းမောင်ခေါ်ပြလာမတိခွေးနောက်လိုက်ဆိုတာအဲ့ဒီကစတာပေါ့လာမတိခွေးနောက်လိုက်ဆိုတာကြားဘူးကြမလားအေးအဲ့ဒီကစတာပေါ့ဒါတာရတိရိစ္ဆာန်တွေပေါ်တဲ့ခါကျတော့ခွေးကလေးရနော်ပိစကဗုဒ္ဓကိုအနေမပြုတ်နိုင်အောင်ဟောင်းဥပြီးတော့အချက်ပြပြီးတော့ပိစကဗုဒ္ဓကိုစောက်ရှောက်ပြီးတော့အဲ့ဒီလိုစွမ်းစားပင်ခဲ့တဲ့ကုသိုလ်ကောင်းမှုပေါ့လေအဲ့ဒီချိန်မှာပဲပိစကဗုဒ္ဓကအရာတစ်ပါးတို့သင်္ကန်းချုပ်ဖို့ဆိုပြီးကောင်းကြီးကပြန်ကြွသွားတဲ့ခါကျတော့ခွေးကလေးကပိစကဗုဒ္ဓကိုကြည့်ပြီးတော့သူ့မျက်နှာရှိရတဲ့ပိစကဗုဒ္ဓကွယ်လဲကွယ်တော့လွမ်းပြန်လွမ်းနာကြပြီးတော့ရှင်ခွဲလာကြပြီးတည်သွားပထမဘဝကနော်ဆေးတာဘဝပေါ့လေသူခလေးပြထားခဲ့တဲ့အကုသိုလ်ခွေးဘဝကြတော့ပိစကဗုဒ္ဓကိုစောင့်ရှောက်ခဲ့တဲ့ကုသိုလ်အကုသိုလ်နှစ်ခုမဆုံးသွားဘူးလားဆုံးသွားပြီနော်ဆန္ဒတာဘာဆက်ဖြစ်မလဲလမ်းပြလမ်းလာကြပြီးတော့ပြည့်စကဗုဒ္ဓကိုစောင့်ရှောက်ခဲ့တဲ့ကုသိုလ်ကြောင့်တာဝရိန်ကနတ်ပြည်မှာနတ်သားသွားဖြစ်တယ်ပြပါသွားဖြစ်နတ်သားသွားဖြစ်တယ်နော်နတ်သားသွားဖြစ်လို့နတ်ပြည်ကစုတည်တဲ့အခါကျတော့ကောတံဘီပြည်ရပြည့်တန်စာမတယောက်ရဲ့ဝမ်းမှာတန်နေခပြောဘာကျဝမ်းမှာတော့ပြည့်တန်စာမတည်ရမှာလားဒီလည်းမပြောတော့မသိလည်းမပြောတော့ပြည့်တန်စာမတယောက်ဝမ်းမှာတန်နေခတော့ဘယ်နဲ့တော့ညီမတို့ဟောဒီကိစ္စကြီးပေါ်ပေါက်လာရင်တော့ဒီကနေ့ကရှာပြီးငါနေမကောင်းဘူးလို့ပြောလိုက်ဒီနေ့ကရှာပြီးအလုတ်ပိတ်တယ်ဟာဘယ်ရောက်ကုန်ပါလိမ့်ရောက်တာရောက်ပိတ်တာပဲငါဖောက်တယ်တွေပြက်ကုန်တော့မှာပဲနော်ဘယ်ရောက်ဝင်လဲမသိဘယ်ရောက်ပေါ့လေဒီတော့6လလွယ်ပြီးတော့10လဖွာလိုက်တော့ကြည့်လိုက်တော့သားယောက်ျားလေးဖြစ်ပြပါလေးဖြစ်ဟင်တေချင်းစိုးလေးမရကျင်လာရငါအလုတ်ကြီးကမိန်းကလေးမွေးမှာကူပေါ်လောင်ဘက်ရမယ်ယောက်ျားလေးဖြစ်မယ်ဆိုရင်တော့ဒီကနေ့ဟာစာပြီးငါဖောက်တယ်ပြက်ကုန်တော့မှာပဲနော်တာဒီကလေးငါမမွေးလို့ဘူးတာလှုပ်ပြေးဆိုတော့စကွဲပေါ်လေးတင်ပြီးတော့အမိုက်ပုံမွေးချင်းအပြစ်ခံရကြပါပြစ်ခံရအပြစ်ခံရအားကြောင့်မွေးချင်းအမိုက်ပုံထဲမှာပြစ်ခံရတာလေအတိတ်တုန်းကကိုယ့်ရဲ့သားကိုပြစ်ထားခဲ့တဲ့အကုသိုလ်ကငါလိုက်ဒါပေမဲ့ခွေးဘဝမှာပြည့်စေကဗုဒ္ဓကိုစောင့်ရှောက်ခဲ့တဲ့ကုသိုလ်ကလည်းပြန်လိုက်ကုသိုလ်နဲ့အကုသိုလ်နဲ့စီခြင်းထိုးနာ
အားပြိုင်အတိတ်ကကိုတာကိုပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်မွေးမွေးချင်းအမိုက်ပုံနဲ့တော့ပြစ်ခံရတယ်ဒါပေမဲ့ပြစ်စေကဗုဒ္ဓကိုစောက်ရှောက်ခဲ့တဲ့ကုသိုလ်ကံကပြန်လိုက်လာတဲ့အတွက်အဲ့ဒီခလေးကိုကြည်လင်တာတွေခွေးတွေအနာကပ်လို့မရဘူးစားလို့မရဘယ်တာမန်ကလေးတို့တေရောပေါ့အဲ့ဒီလိုလာပြည့်ကြည့်အနာတောင်ကပ်လို့မရဒီအမိုက်ပြည့်တဲ့လူတွေကရောက်လာတော့ဟာဘာပါလဲဆိုပြီးသွားကြည့်လိုက်တော့ဟင်းခလေးလေးတော့ဆိုပြီးတော့အော်ငါကံကောင်းလို့ရိုက်တဲ့သားငါသားပေါ့ခေါ်မွေးစားလိုက်ရောဘာပါလားဟင်းအဲ့ရှင်နဲ့ကိုင်းဒီတော့အဲ့ဒီချိန်မှာပင်လေကောတံပြီးတထေးကြီးကလည်းပဲဘရင်ကြီးကခစားပြီးပြန်လာတော့ပုံနာနဲ့တွေ့လို့ပုံနာကြီးဒီကနေ့မင်္ဂလာရှိပါစားတထေးကြီးဒီကနေ့မင်္ဂလာရှိတယ်နတ်ခကောင်းတယ်ထွေထူးထူးတော့မရှိဟာဒီနေ့ဖွားမြောက်တဲ့ခလေးဒီတထေးကြီးဖြစ်မယ်ကောတံပြီးပြီးရဲ့ဘာဖြစ်မှာတထေးပြီးဘယ်နေ့ဖွားမြောက်တဲ့ခလေးဒီနေ့ဖွားမြောက်တဲ့ခလေးတထေးကြီးဖြစ်မယ်ဆိုတော့အာဒီကောတံပြီးတထေးကြီးရဲ့မိမကလည်းတန်တယ်အရင်မှာနဲ့မွေးသလားမမွေးသလားစုံစမ်းလိုက်တော့လည်းမမွေးသေးဘူး။ကြွားကြတယ်။နှခါကဒီနေ့ကောင်းလား။ငါမိမပိုက်တဲ့ကောင်းလေးကခုဒီဘာလို့မထွက်သေးလို့မသိဘူး။ရှိရမယ်ဒီကနေ့ဖွားမြောက်တဲ့ခလေးလိုက်စုံစမ်းလိုက်တော့သူ့ရဲ့ကျွန်းတယောက်ကလည်းပဲအဲ့ဒီခလေးအမိုက်ပုံနဲ့ကောက်ထားတာကိုကောက်ထားတော့သူ့ရဲ့အဲ့ဒီကျွန်းစီကတွားကြောင်းတာပေါ့အမောင်ခမညာမင်းအမိုက်ပုံနဲ့ကမင်းခလေးကောက်ရတယ်ဆိုဟုတ်ပါတယ်ခမညာအဲ့ကလေးငါပေးပါကွာအိုးမပေးပါဘူးဗျကျုပ်သားပဲကျုံနဲ့ထိုင်လို့ရတယ်ကျုပ်သားပေါ့အဲ့လိုပေးရတထေးဆိုတာကြိုင်းတောင်းရရင်မရရင်ငွေအားနဲ့ဖိပြီးတောင်းဒီလိုလည်းမလုပ်ပါနဲ့ငါငွေ1000ပေးမယ်1000ခင်ဗျာ1000ဟုတ်တယ်1000ကြဗျာကျုပ်တော့ကျောင်းတော်များကြီးဒါပေမဲ့ခမရလူချင်းနေတာဆိုတော့ကျုပ်လည်းပေးရတာပေါ့ဟုတ်မလဲသူကလူချင်းနေသူကငွေ1000လူချင်းလားအဲ့ဒါနဲ့ခလေးပေးလိုက်ခလေးရလာတာနဲ့ငါမိမပိုက်တဲ့ငွေလာတဲ့ခလေးဒီမိန်းကလေးဖြစ်မယ်ဆိုရင်တော့ဒီခလေးနဲ့ငါပေးသားမယ်အကယ်၍ယောက်ျားလေးဖြစ်မယ်ဆိုရင်တော့ဒီကောင်ကိုတရားတတ်ငါသားရင်ကပဲတထေးကြီးဖြစ်ရမယ်ဆိုပြီးသူစိတ်ထဲအဲ့လိုကြမ်းရွယ်တာဟောနောက်2ရက်3ရက်ကြာတော့သူတထေးကတော့ကြီးရခလေးမွေးတာပေါ့မွေးတော့မင်းကလေးမဟုတ်ဘူးမင်းကလေးမဟုတ်တော့ဘာဖြစ်မှာယောက်ျားလေးပေါ့ဟာယောက်ျားလေးမွေးတယ်လဲဆိုရောဒုက္ခပဲ2ယောက်ဖြစ်နေပြီကဲဖြစ်မဖြစ်ဟိုကကိုတွေးကိုသားဒီကကိုတွေးကိုသားမဟုတ်ဘူးငွေနဲ့ဝယ်ထားတဲ့ခလေးအဲကြောင့်ဒီကိုတရားတတ်မယ်ဆိုပြီးတော့သူ့ရဲ့ကျုံမကာလီဆိုတဲ့ကျုံမတယောက်ရှိ
ကြောက်ပါတယ်အဲ့ဒီကျုံမခံရော့ဟောဒီကလေးကိုမနက်မိုးလင်းကနေနွားတွေထွက်တဲ့အပေါက်မှာနှချံဝမှာသွားပြီးတော့ပြစ်ထားလိုက်နွားတွေတက်နေသေးရောပေါ့ကြောက်ဘယ်မှာပြစ်ထားခိုင်းနော်သေမသေးကြည့်ပြီးမှငါစီလာပြီးအကြောင်းပြန်ရခါလီကျုံမလည်းအဲ့ဒီကလေးချီပြီးတော့မနက်မိုးလင်းကဒီနွားတွေထွက်ကနေနှချံဝသွားပြစ်ထားနွားတွေထွက်လာရောရှေ့ဆုံးကနွားမတကောင်ကအဲ့ဒီကလေးပေါ်ကားရခွာလာဘေးနွားတွေမတက်နေမိအောင်မထိခိုက်အောင်ကားရခွာလာပြောပါလို့ထားအဲ့ဒီကလေးဒီဘာကြောင့်အပြစ်ခံရတာအကျိဝါကကိုတာကိုဖြစ်ခဲ့တယ်အခုဆိုရင်ရခိုင်အဲ့တော့အဆောင်အမအာမရှိရဗျာခေါ်တော့ဘာလဲဝင်လဲအိတ်ချင်ပြီပေါ့ကိုရမေးတာမေးညာဘိုးတို့ဘာကိုရပါလေ6ကကကြီးဖြေဘာကြောင့်အပြစ်ခံရတာဟုတ်လေအတိတ်ကကိုတောက်ပြစ်ခဲ့တဲ့အကုသိုလ်ကညာအပြစ်ခံရဘာဖြစ်လို့နွားမကြီးကသူ့ကိုကာယခွပြီးတော့ဘေးနွားတွေမတက်နေမိအောင်ဘာဖြစ်လို့စောက်ရှောက်တာလဲအတိတ်တုန်းကပြည့်စေကဗုဒ္ဓကိုစောက်ရှောက်ခဲ့တဲ့ကုသိုလ်ကပြန်လိုက်ကုသိုလ်အကုသိုလ်နှစ်ခုလုံးနော်အာကြီးစီစဉ်ထိုးနေတာပေါ့အားပြိုင်နေအကုသိုလ်အကျိုးပေးလိုက်ကုသိုလ်ကာကွယ်လိုက်ရန်သူကကိုတိုက်ခိုက်လိုက်မိတ်ဆွေကကာကွယ်လိုက်ဒီလိုပုံစံမျိုးပေါ့အကုသိုလ်အကျိုးပေးလိုက်အကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကပြန်ပြီးတော့ကာကွယ်ပေးလိုက်နေနှချံဝသွားပြစ်တော့လေမသေးမသေးတော့ပြန်ပြောတာပေါ့ဘယ်ငါကြောင့်ဒါအဲ့ဒီငါ့ကိုမွေးထားတဲ့ငါကြောင့်ဒါဟာကြည်စံဘုံကံရှိတဲ့ခလေးမိုးနဲ့တူပါရဲ့နွားမကြီးကသူ့ခလေးလိုဘေးနွားတွေမတက်နေမိအောင်ကာကွယ်ပေးထားငါနဲ့ထိုက်လို့ရတဲ့ဒါငါသားပေါ့ခေါ်မွေးစားလိုက်ပါရောဗျသေးတာလားမသေးဘူးအနာဂါရှိပြီလေအနာဂါရှိပြီနော်ပထမဘယ်မှာပြည့်လဲမိုက်ပေါ်မှာခုရိယတခါမချံဝမှားတာနော်ကုန်ပြီပြန်မေးဒီကအဲ့ဒီတထေးကြီးအမောင်ခင်ဗျာမင်းနှချောင်းကခလေးတယောက်ခေါ်ရတယ်ဆိုဟုတ်တယ်အဲ့ကလေးမင်းကွာနွားကြောင်ရတဲ့အပြင်ခလေးတယောက်ကထပ်ပြီးတိုးတယ်ဆိုတော့စားဖို့အမတန်ခတ်ပါလေငါပေးပါအိုးမပေးနိုင်ဘူးဗျဒီလိုလည်းမပြောပါနဲ့ငါငွေ1000မေးမယ်1000ခင်ဗျာဟုတ်ကဲ့ရောက်ဗျာရောက်ခိုးတော့ငွေ1000ဆိုတာတမိုးကြီးတာပေါ့ငွေ1000ပေးဝဲလက်ထဲရောက်လာတော့မဖြစ်ဘူးဒီကလေးတော့တေအောင်တတ်မှဖြစ်တေအောင်တတ်မှဖြစ်မယ်လဲတာ900တော့ထွက်တော့ကုန်ရောင်းကုန်တွေလဲတာ900ထွက်တော့မယ်ဆိုတော့လဲတာ900ထွက်တဲ့လမ်းပေါ်သွားချရင်ငယ်ရွယ်သူကလေးဘယ်မှလည်းမပြေးနိုင်ဘူးလဲတာ900ကြက်ကြက်သေးရောပေါ့သွားရော့ဒီကလေးလဲတာ900သွားတယ်တော့သွားပြစ်ထားလိုက်သူကာလီကျုံမောက်ခိုင်းကာလီကလည်းလဲတာ900ထွက်တဲ့လမ်းသွားချတာလဲတာ900ထွက်တဲ့လမ်းမှာရှေ့ဆုံးကလဲကနွားနှကောင်ကလေခလေးမြင်နာနဲ့နောက်ဆုတ်ပြီးရှေ့ဆက်မသွားဘဲနဲ့ရက်ပြီးတ
တော့မပြောတော့ဘူးလေဦးဝဲလို့တော့ပြောတတ်တာပေါ့နော်ဟာခလေးလေးကြည်စမ်းနွားနှစ်ကောင်ကတော့မနှင်းရပဲနဲ့နောက်ဆုတ်ပြီးကြောက်ငါနဲ့ချိုက်လို့ရတဲ့ကငါသားပေါ့ကောက်ယူမွေးထားလိုက်ပြန်ရောတဲ့အပြစ်ခံရတာအတိတ်ကကိုသားပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဒါပြီးလို့လက်သားငါရတဲ့အရှင်းနွားကဘယ်လို့မတိတ်ချက်ကြလဲပိစကားဘုရားဆောက်ရောက်ခဲ့တဲ့ကုသိုလ်ကံကြောင့်ကိုဘာကိုမေးပြီးကိုဘာကိုဖြေပြီးတော့ဟောတယ်ပြည်လေးတယ်နော်ကိုဘာကိုမေးကိုဘာဖြေပြီးရှင်ပြီးရနော်ဒီတော့သိမသေးဆုံးကန်းကြည့်တော့လည်းမသေးဘူးပြီးတော့လက်သား900ကျန်သွားတဲ့အဒီခလင်းမွေးရတဲ့သူကြီးကတော့တောင်းလကားတောင်းလို့များပတ်စံနဲ့ဝဲပြီးကိုလည်းထဲရောက်ရှောက်ပြန်တော့တလောက်အပ်ပြင်းနဲ့ကောတုတ်တန်ကပြစ်ထားတာကောင်းတယ်ကြီးလင်းတာစားသေရောပေါ့သွားပြစ်ဆိုပြီးကာလီကျုံမခိုင်ကာလီကျုံမတုတ်တန်ပြစ်ထားတာပေါ့လေတုတ်တန်သွားပြစ်ပြန်တော့လည်းပဲအကုသိုလ်ကံကြောင့်အပြစ်ခံရပေမဲ့ပြစ်စကားကိုဒါကိုဆောက်ရောက်ခဲ့တဲ့ကုသိုလ်ကံကြောင့်စိတ်မတကောင်ကဝင်တို့တိုက်နေပြန်ရောခလေးလေးကိုပြစိတ်မတကောင်ဘာလို့ညှို့တိုက်နေပြန်ရောရမသေးမတိစိတ်ကြောင်းသားလေးကဟာကြည်စမ်းဘုံကန်ရှိတဲ့ခလေးမွန်းနဲ့တူပါရဲ့စိတ်မကြီးကသူ့တားရင်လို့ချစ်ရှာပြီးတော့တို့တော်တိုက်ငါနဲ့ချိုက်လို့ရတဲ့ငါသားပေါ့အဖေတွေဘယ်နေရောက်တော့ရှိနေမလဲကြည့်ပါရစိတ်ကြောင်းသားတဲ့လက်ထံရောက်တယ်လို့တီးရောတခါသွားပြီးတော့ဒီတိုင်းသွားတောင်းတာပေါ့တောင်းလို့မြငွေအားနဲ့ဝဲငွေနဲ့ဝဲပြီးသူ့လက်ထဲရောက်ကဲတလောက်အသက်ပြင်းတဲ့ကောင်ဒီတခါပြန်နေလားမရှိအောင်လုပ်ရတခိုးတပုံဓမြတွေကိုအပြစ်စီရင်နဲ့တောင်ပေါ်ကနေပြစ်ချတဲ့၆ကဘာကြီးလက်ကျိုးတုပ်ပြီးတော့နောက်ပြန်ပြစ်ချတာပေါ့အောက်ပြုတ်ကြရင်တောင်စုံးနေတဲ့ထိပြီးတော့သူကဒဇတူကွယ်ပြီးတယ်အဲ့ဒီတောင်ပေါ်ကနေခလေးသွားပြီးပြစ်ခိုင်းကာလီကျမလည်းအဲ့ဒီတောင်ပေါ်ခလေးပြစ်ချလိုက်နောက်အတိတ်ကကိုတာကိုပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်အပြစ်ချခံရပေမဲ့ပြစ်စကားဘုရားကိုအန်ဒီမဖြစ်အောင်စောင့်ရှောက်ခဲ့တဲ့ကုသိုလ်ကံကပြန်လိုက်လာပြန်တော့လဲပဲကျောက်ကဘာကြီးကပြစ်ချလိုက်ပေမဲ့အောက်ကဘယ်လိုခေါ်မလဲအဲ့ဒါဝါချေရနေမို့တောင်းနေရမှာတွေ့ကပ်ပြီးပေါက်နေတဲ့ဝါကွမ်းပေါ်အဲ့ဒီပေါ်အချဝါတွေနဲ့အတူရောနေတဲ့ဝါကွမ်းပေါ်အဲ့ဒီပေါ်သွားကြတော့မသေးပြန်ဘူးအဲ့ဒီမှာဝါခုတ်တဲ့သူတွေကလည်းပဲဝါးရီလာခုတ်ရင်ခလေးအတန်ကြတော့သွားကြည့်တာပေါ့ခလေးလေးတွေ့တော့မွေးကြလိုက်ပြန်ရောကဲဘယ်နှကြိမ်ရှိပြီ5ကြိမ်မှတ်အောင်မှတ်မိလားအိမ်ပေါင်းနဲ့ခါကုတ်ဖြစ်သွားကြမသိဘူးပထမတခါဘယ်မှာဆုံးပြမိုက်ပုံအေးရလားအကြည့်ဒုတိယတခါဟမ်နှစ်ချံဝတေးရလားတေးတကြီးရတခါကြတော့လေတာ900တေးရလားစရုပ်ရတခါကြတော့တုတ်တာတေးရလားဖိစမတခါကြတော့တေးရလားအေးကြားတယ်ကြွားရမရတယ်ကြွားရောချကဲထားပါတော့အဲ့ဒီချိန်မှာတထေးကြီးကမသေးမှန်းသိပြန်တော့တောင်း
လာကားကြောင်းလုံးများငွေနဲ့ဝဲဟိုမှာတတ်ချင်တာနဲ့ပဲနော်ပတ်စံနေအကုန်ခံပြီးတော့လိုက်ပြီးတော့ဝဲနေတာပဲကုသိုလ်လုပ်ခိုင်းနိုင်ကြတော့မနိုင်ကြဘူးနော်အတော့ကွာချားနေကဲအဲ့ဒီလိုနဲ့ခလေးကတိုက်ရင်နဲ့ခလေးကတဖြည်းဖြည်းကြီးလာကဲကျင်းတော့မသေးလို့မဖြစ်ဘူးတရားတော့ကြံမှာရလေလေးနှစ်ချောင်းနဲ့ဒါရွယ်လေးပေါ့ဥမမဲစားမမြောက်ပေါ့အဲ့ဒီရွယ်လေးရောက်လာတော့စဉ်းစားကြည့်နော်သူတရေကတော့မွေးတဲ့ခလေးကအငယ်သူကအကြီးစဉ်းစားနော်ဟိုကအငယ်သူကအကြီးဒီတော့ဒင်းတော့မသေးလို့မဖြစ်ဘူးဒင်းမသေးတော့မြငါမအေးဘူးဒီတော့အိုးရင်းတဲ့ကြီးအိုးဖုတ်ကနေကြရင်အဲ့ဒီအိုးတဲ့ရှယ်ရောဖုတ်ပြီးမိတိုက်သေရောပေါ့ဒီတော့နာမည်လေးကလည်းမဲ့ထားလိုက်တာဂေါတကာတဲ့ကြားဒီခလေးနာမည်ကဘာလို့လဲဂေါတကာဆိုတော့တာရေဂေါတကာနာပေါင်းပါဟုတ်ကဲ့အဖေသူကအာကြီးလို့သူ့သားကိုအိုရင်းတဲ့ကြီးမပို့မိအိုရင်းတဲ့ကြီးရှင်သွားတာပေါ့လေအိုရင်းတဲ့ကြီးခမကိုကျုပ်တခုပြောကြရရှိတယ်ကျုပ်စီမှာအယမ်းမရိုင်းတဲ့သားတယောက်ရှိအဲ့ဒီသားကိုခမလေအိုးတဲ့ကိုရောဖုတ်ပြီးမိတိုက်လိုက်ပါလားမိတိုက်ပြီးစားလိုက်ကျုပ်မတည့်ရပါဘူးဗျာမလုပ်ရပါဘူးဒီလိုလည်းမလုပ်နဲ့ကျုပ်အစပြပေးမယ်မလုပ်ခင်အရင်စပြပေးတယ်ခမရလို့အောင်မြင်သွားပြီဆိုနောက်တစ်ခါထပ်ပေးအောင်မယ်ကျုပ်အဲ့ဒီလိုမာထားခဲ့အင်းရောက်တော့သူ့သားခေါ်တကောက်ခေါ်တာပေါ့သူ့သားရင်မဟုတ်ဘူးမွေးထားတာလားတာရဲ့ခေါ်တကလာနော်အိုရင်းတဲ့ကြီးသွားအဖေမနေ့ကလောက်ခိုင်းတဲ့အလုပ်လေးလုပ်ပေးပါအောင်လို့ပြောပြီးသွားအဲ့ဒီအိုရင်းတဲ့ကြီးအဲ့ဒီလိုသွားပြောဟုတ်ကဲ့ဆိုပြီးသွားတော့လမ်းတစ်ခုလည်းရောက်တော့သူ့ရဲ့ညီပေါ့လေတရေကတော်ကြီးရဲ့သားပေါ့လေသူနဲ့ဆိုညီတော်တာပေါ့အကိုကြီးဘယ်သားမို့လဲငါဖေခိုင်းကြကြီးလို့ငါကိစ္စလေးတွားရရှိနေပါအောင်ကိုကြီးရဲ့ဒီမှာကျုပ်ဂုံရင်းထိုးတာရှုံးနေတယ်အဲ့ဒါကိုကြီးဝိုင်းကူပြီးထိုးပေးကြမှာမဖြစ်ဘူးဖခင်ခိုင်းနေကြီးငါတွားရအောင်မယ်ခေါ်တကဂုံရင်းထိုးတာကြွားနေဒီလိုလည်းမလုပ်ပါနဲ့ကိုကြီးရဲ့ဖခင်ခိုင်းတဲ့နေရာကျွန်တော်တွားလိုက်ပါမယ်အကိုကြီးကျုပ်ရှုံးလာတာလေးနိုင်အောင်လုပ်ပေးပါဆိုတော့ခေါ်တကဂုံရင်းထိုးတယ်တာရင်ကဘယ်ကိုသွားလဲအိုရင်းတဲ့ကြီးသွားတော့အဖေမနေ့ကလောက်ခန်းတဲ့အလုပ်လေးလုပ်ပေးပါဦးလို့လည်းပြောလိုက်ရောခလေးတကာရဲ့အိုးတဲ့ထည့်ပြီးမီးဖုတ်ပြီးမီးတိုက်တာလေရောတေတော့ခေါ်တကညီလေးပြန်လာမှစောင်းရင်းနဲ့အိမ်ပြန်မလာတော့အိုးရင်းတဲ့ကြီးသွားမရှိတော့အိမ်ပြန်လာအိမ်ပြန်ရောက်တော့ဟဲ့ကောင်မင်းငါခိုင်းတဲ့နေရာကြီးမသွားဘူးလားဖေရဲ့တဲ့ကျွန်တော်သွားတယ်တဲ့ဒါပေမဲ့ညီလေးကလမ်းမှာသူ့ဂုံရင်းထိုးတာရှုံးနေလို့ကျွန်တော်ကအဖေခိုင်းတဲ့ဒီသွားရမယ်လို့ပြောတော့ညီလေးကအကိုကြီးရဲ့တဲ့အဖေခိုင်းတဲ့ဒီဖခင်ခိုင်းတဲ့ဒီကျွန်တော်သွားလိုက်ပါမယ်အကိုကြီးဂုံရင်းထိုးကစားပေးပါပြောလို့ညီလေးပြန်မရောက်သေးဘူးလားဟင်
အမလေးကိုကျိုးနေပါဖြစ်လားတာရဲ့လူကလေးအဖေဘာဖြစ်တာလဲဘာကြီးမဟုတ်ပါဘူးအဖေမျက်ရည်ဝဲတယ်ဘာဖြစ်မျက်ရည်ဝဲပဲဘာဖြစ်အားဖြစ်ဘာမဖြစ်ဘူးဆိုပြီးအိုထင်းတကြီးတာအပြေအမလေးအိုထင်းနေခဏဆိုင်တော်မူပါအောင်ဆိုင်လိုက်ပါအောင်တဟဲကြီးဘာဖြစ်လို့တော့နေပါအောင်အိုထင်းတဲ့ခလေးရောမေးမနေရတော့လေခမရပြောလို့ကိစ္စပြီးပြီအမလေးကိုကျုံးနေပါရှင်လားတာရဲ့လူကလေးနော်လူကြီးစရာဒီကြားထဲမှာပြောချင်သေးတာအားနဲ့တူတော့ဆိုတော့ကိုထက်ဘုံမှန်ကြီးတဲ့သူကိုတွားပြီးတော့ကိုထက်နိုင်ကြတဲ့ပုဂ္ဂိုလ်ပြစ်မှားတာနဲ့ကိုထက်ဘုံမှန်ကြီးတဲ့သူပြစ်မှားတာမတူကိုထက်နိုင်ကြတဲ့ပုဂ္ဂိုလ်ပြစ်မှားတာကြတော့ဟိုပါလေဝါကွမ်းလေးကိုခေါင်းနဲ့ဆောင်းတယ်လို့နားရလားမနာဘူးကိုထက်ကံတာကြီးတဲ့ပုဂ္ဂိုလ်တွားပြစ်မှားရင်ကြောက်တုံးကြီးကိုခေါင်းနဲ့သွားဆောင်းတယ်လို့ဟိုမှာကြည့်သူသေးသေးချင်းကသူ့ရဲ့မွေးသားတေသွားတာဘာလို့လဲတာအရင်တေသွားတော့အတော်လေးယောဂဝေဒနာခံစားလာရဘယ်ပါဖြစ်လားယောဂဝေဒနာခံစားလာရတော့ကျင်းတော့မသေးလို့မဖြစ်ဘူးကျင်းမသေးတဲ့မြငါမအေးဘူးအဲ့နဲ့ဗျာကိုတားရင်ကတည်ပြီးတော့ဒင်းကိုတော့ငါတည်းမဖြစ်လို့ဘူးဒင်းကနှက်ခမ်းနဲ့မွေးလာတဲ့ကောင်ငါလည်းကိုယ်တိုင်မတည်ရဘူးဒီတခါတော့ဒင်းသေရမယ်ဆိုပြီးတော့သူကလေးနဲ့တူထားပြန်တော့လည်းပဲခလေးစားလည်းမသိပေးသူသားရင်သာစားသိပေးခလေးရစားတလုံးမတက်ဘယ်တမ်းလဲငွေသားသားဆိုတော့စားပဲသိပေးလိုက်နော်အဲ့ဒီလိုနဲ့တာရဲ့ခေါ်တကလာအောင်ကွဟုတ်ကဲ့ဖေးချောတာဒီစားလေးယူသွားစားလေးဟိုမှာအမှားပြောခဲ့ပြီဒီကောင်လာရင်တတ်လိုက်တော့ဆိုတဲ့စာချက်ပြလိုက်တာ तू မသိဘူးစာမတက်တာကိုတချို့ကကိုရဲတဲ့စာမကိုသိသူများရဲတဲ့စာမသိဖိုးကျူတော်စာဖိုးကျူတော်မသိပြောဘာကြည့်စာဘာမသိဖိုးတော်ဘာတဲ့ဖိုးကျူတော်လားကိုမဖိုးကျူတော်မို့တာဘယ်ဖိုးကျူတော်စာသိလိမင်းလားရှင်းတော့ကကျောင်းလေးကျောင်းမှာဖိုးကျူတော်နှစ်ပါးဖိုးကျူတော်တစ်ပါးကကိုရင်ကျောင်းသားတွေကြီးကပိုတဲ့ထမကြောက်တွေလန်းပြီးတော့ရောင်းစားတနေ့ကျတော့အဲ့ဒီဖိုးကျူတော်ယောဂသက်တံဖြစ်ယောဂသက်တံဖြစ်တော့ဟိုဖိုးကျူတော်ကသူ့ဆွေမျိုးတွေတော့ခကြီးဒီကောင်သေးတော့မှာအခေါ်ခိုင်းနေပဲအဲ့ဒီယောဂသက်တံဖြစ်တဲ့ဖိုးကျူတော်သေရောတေတော့ရှောက်ရှာလိုက်တော့ငွေ30နဲ့စာရွက်တရွတ်တွေ့စာရွက်ထဲဘုန်းကြီးတွေဖတ်ကြည့်လိုက်တော့ထတော်ရာစာတုံတတ်တာမူနီတုတ်တာတည်းရာဘုန်းကြီးတွေစာကြံကြထတော်ပါဠိမဟုတ်အနတ်မဟုတ်နဲ့ထတော်ရာစာတုံတတ်တာမူနီတုတ်တာတည်းရာထတော်ဘုန်းကြီးတွေကောင်းကြီးဆိုင်ပြန်လာပြီဟိုဘိုးကျူတော့အရှင်ပြတယ်ဘာတော့ဗျအဘမင်းတို့ချင်းတော့သိချင်းဒီမှာဘောဒီမှာစာရေးထားတာဘာတွေမှလည်းမသိဘူးပေးစမ်းပါဗျကြည့်လိုက်ထ
ထာတော်ရာဇာတုံတတ်တာမုဏိတုတ်တာတည်းဟာဒါသေလန်းလာပဲဗျအေးမင်းတို့ရှင်ကသိမအောင်အေးပြောကြမအောင်ကွာသေလန်းလာတယ်ဘယ်လိုလဲကွာမှားလားပါဗျာတဲ့ထာတော်ရာဇာတုံတတ်တာမုဏိတုတ်တာတည်းထတော့ထပဲဖတ်ပါဗျာတဲ့ထက်ချင်လို့အေးကောင်းပြီတော့ခြံပြစ်ခဲ့ဗျသူ့ကြော်ပြီးရာဇာသွားလိုက်ပါဒါတရားဂတိကနီးအမနဲ့နေဟာရှားကြဆိုတာမင်းဗျခုနကထားနဲ့မင်းနဲ့ပေါင်းထမင်းဗျအမှန်ဆိုးဘူးဟာခုနတော့ပြန်ကောက်လိုက်ဗျတော့ဆိုတာ6ချောင်းနဲ့ကျွ6ဗျထားနဲ့မင်းနဲ့6နဲ့ပေါင်းတော့ထမင်းကြောက်ဗျအမှန်နေဟာတုံတတ်တာဗျတုံတတ်တာဆိုတာ6ချောင်းနဲ့ဟာငွေ30ပါဗျခုနကအရှင်ပြားလေးပြတယ်အဲ့ဒီ10ချောင်းကအဲ့ဒါငွေ30ပါဗျထမင်းကြောက်ရရတဲ့ငွေ30ပါဗျာအမဆိုးဘူးဟာထာတော့ရတာတုံတတ်တာထမင်းကြောက်လိုက်ရတဲ့ငွေ30ပါဗျာနောက်မူနီဗျာမူနီယာသူ့နမမိနုဗျာအမလေးနေဟာနောက်သူ့နောက်ကမူနီယာနောက်ကတုတ်တာဗျာတုတ်တာဆိုတာသူ့နမမိနုရဲ့ယောက်ျားတာတော့ဗျာတကြေးရကပေးလိုက်ပါတဲ့ဖေ။တပည့်တော်ဒီစားတွေကိုတိတိပြပြတိတိကျကျပြောတာတိတိပြပြတော့ကဲ။တိတိကျကျအနတ်များမှာပြန်ဆိုမယ်ဆိုရင်ထတော်ရာကြတုံတတ်တာမုဏိတုတ်တာတရေရကြီးအနတ်များမှာပြန်ဆိုလိုက်တော့ထမင်းကြောင်ရရတဲ့ငွေ30ကိုသူ့နမမိနုရဲ့ယောက်ျားတာတော့လက်တော့အပ်လိုက်ကြပါလေဖေ။တိုင်အစင်းကိုပြေးသွားတယ်ဒါကြောင့်ဖိုးကျူတဲ့စာဖိုးကျူတော်မှသိကြချိုးကြတော့လည်းပဲကိုရေးတဲ့စာကိုမသိမှတော့စာမတက်လို့ပဲဖြစ်ပြီပေါ့ဟိုတဲ့ဘဝတို့ဘုန်းကြီးတွေလည်းစာတက်တာဖိုးကျူတဲ့နဲ့ကြတော့တခြားကြီးပဲသွားတာသူစာကလေးထုတ်ပေးပြီးတော့ဒါနဲ့အမှုလို့ယောက်ျားချံသွားမင်းသမင်းစားတာအဲ့ဒီရွာငယ်ကတထေးအိမ်မှာမင်းသမင်းစားအမှုလို့ယောက်ျားထံသွားပြီးတော့ဒီစာပေးလိုက်ဘသူမှမပြနဲ့ဆိုပြီးတော့လွှတ်လိုက်တဲ့အဲ့ဒီခေါ်တဲ့ကတည်းကအဲ့ဒီအမှုလို့ယောက်ျားထံအရင်မသွားဖြစ်ဘူးရွာငါတထေးအိမ်ရင်တော့သမင်းသွားစားကိုတံပြီးတထေးကြီးရဲ့သားလို့လည်းသိရောဟာဒုမိတ်ဆွေကြီးရဲ့သားပဲဟဲ့ကျမလာသားခြေောက်ရေးစေးပြီထမင်းကျွေးအဲ့ဒီလိုလုံးနေတော့အဲ့ဒီရွာငါတထေးသမီးတွေကကျုံမသူ့စီရောမလာတော့ဟဲ့နေပေါင်းနေအပြင်းမဲ့ဘာလို့အကြိုက်နေလဲမမကလည်းအကြာကြီးနေဆိုကိုတံဘီတထေးကြီးရဲ့သားရောက်နေတယ်အမလေးမမရဲ့ကြည်တမ်းမအောင်လောကသူ့လောက်ရတဲ့သူမတွေ့ဘူးပါဘူးဟဲ့လှတယ်လို့ပါဇက်ကချင်းပြောနော်မမဘာပြောတာဘာပြောတာမပြောနဲ့ဟိုကတထေးသားနော်ညီကငါအိမ်မှာအစေခံမနော်လှတယ်လို့ပါဇက်ကတာပြောငါကြည့်အောင်မကြည့်ရသေးဘူးစိတ်ကများမဖောက်ပြလိုက်နေနဲ့အမလေးမမရဲ့အဲ့ဒီလိုလုံးမကြမ်းရဘူးကလာကြည့်စမ်းမမရဲ့ခေါ်ပြီးတော့ကြည့်စမ်းအားရအောင်ကြည့်တော့ဟိုကအိမ်နေတော့မျက်နှာလေးလည်းမြင်လိုက်ရောအမလေးမျက်နှာမြင်ချစ်ခင်ပါတယ်ဆိုတော့စုနဲ့လည်းပြေဆုံးလိုက်တာသူကြည့်ရတာတထေးသားနဲ့လည်းမတူဘူးဆင်းရဲသားလေးကြာလို့ပစုံနဲ့အထုံးကြီးထုတ်ပေးလိုက်တာမုံဘိုးကြီးနဲ့တူပါရဲ့ပစိုးတဲ့ထုတ်ပေးလိုက်တာကစာမှမသိအဲ့ဒါနဲ့ဖွင့်ကြည့်လိုက်ပစိုးလေးဖွင့်ကြည့်လိုက်စာလေးဖတ်ကြည့်လိုက်တော့ဟောကိုတံမီတထေးကြီးရဲ့သားရင်မဟုတ်ပါလားငွေစားတာကိုသူ
သူခမရသူ့ကိုတေးချောင်းကြံလို့ကြံမဲမသိစာလဲတက်မဲ့ပုံမကြပါဘူးအဲလေဘယ်တက်မလဲငွေသားဆိုတော့ကြည်စံဘုံကန်ရှိတဲ့ယောက်ျားမို့တူပါရဲ့အခုဒီစာငါပြန်ရေးမှတော်တော့မယ်ထင်တယ်ဘိုးတို့ဘဝတို့စာကိုပြန်ရေးတာနော်ပြင်ရေးတာตาနေသူကตาနေပြီညောင်းနေသူကညောင်းနေပြီပြန်နေသူကပြန်နေပြီအဲ့ဒီသူကအိတ်ချင်းနေပြီတော့ကြတန်ခါရတနာနှိမ့်ဆက်တယ်ဖြစ်အောင်ဟာမလေးတညာလုံးထိုင်ဆောင်နေရတာနောက်ခုဒီတရားမပြီးသေးဘူးညောင်းရလဲညောင်းနေပြီအဲ့ရလဲအိတ်ချင်းနေပြီတော့ကြတန်ခါရတနာနှိမ့်ဆက်တဲ့ချင်းပါဆိုလို့ရှေ့တော့ကဘုန်းကြီးတစ်ပါးရှိအဲ့ဒီဘုန်းကြီးကတရားအတော်ဟောခြင်းသူဟောရင်လည်းတနိုင်နှစ်နိုင်နဲ့မပြီးဘူးတရားဟောရင်တအားအရှိန်တက်တယ်တရားတအားရှိဒီတော့သူ့အကြောင်းသိတဲ့အတွက်ကျွာတခါတခါမတွေကလည်းမလာဘူးတရားဟောမဲ့သူကမရှိဘူးဟောတရားနာမဲ့သူကမရှိဘူးမရှိတော့ဒီနေ့ကနိုင်ကြတော့တခြားရွာခဏရောင်းတဲ့သားဖောက်နွားလဲလေးနဲ့အဲ့ဒီရွာကိုလာတော့ရွာထဲရောက်တော့တားရဲ့အဖေရွာထဲခဏမရောက်မီဒီရွာဦးเจ้าကဆရာကိုသွားပြီးတော့ခဏလေးလှူလိုက်အောင်မယ်ဆိုပြီးတော့တားကိုနွားလေးပေါ်ထားခဲ့ပြီးခဏလေးသွားလှူဘုန်းကြီးကလည်းဝမ်းသာနေတရားဟောရတယ်လို့ဆိုပြီးပြောဘုန်းကြီးပါပြင်ဘာဖြစ်ရမှာမို့လို့အေးရတာနဲ့ထညက်လည်းလှူပြီးရဘုန်းကြီးကတဲ့တကားတော့ထညက်လှူတဲ့အတွက်ဘုန်းကြီးထညက်အနုမောဒနာတရားဟောမယ်ပြောဘာအနုမောဒနာထညက်အနုမောဒနာနော်တကားလည်းအဲ့ဘောလေးထညက်အနုမောဒနာဆိုတော့ခြံကုန်5မိနစ်ပေါ့ဒီလောက်ပဲချင်တာပေါ့အာနာပါနာနဲ့ထိုင်ပြီးတော့တရားနာလိုက်နေကြီး12နာရီဟောတာနေ့လယ်2နာရီကြည့်ဘူးမပြီးသေးဘူးတရားဇာနေကြီးမ2နာရီနေ့လယ်2နာရီထိုးပြီးပြီလားတရားပြီးသေးဘူးအောက်ကနွားတွေလည်းရုံးနေပြီအဖေမြန်ပြန်လာတော့ဒီမှာနွားတွေရုံးနေပြီဘာလို့နေတာတော့အဖေကပြန်ပြောတယ်တားရဲ့အဖေတိုင်းနဲ့အဖေကန်ရှိပါလေတော့သူတယောက်တည်းလေထားပြန်လို့လည်းမကောင်းရ3နာရီလည်းမပြီး4နာရီလည်းမပြီးဒီဖုန်းကြီးကြည့်ရတာပြီးမဲ့ပုံမပေါ်ဘူးဖုန်းကြီးရလည်းရက်တောင်ကွယ်ပြီးဟောနေတာဟုတ်ရအခွင့်ကောင်းယူမယ်ပေါ့ဒီတိုင်းထိုင်နေတော့ပြီးမှာမို့ငါးပါးငါလစ်မှာပဲတော်တော့မယ်ရောတော့ကြနေနောက်ဆုံးလိုက်တော့ကြနေနောက်ဆုံးလိုက်နောက်ဆုံးနဲ့တကားဝရောက်သွားတယ်ဖုန်းကြီးကလည်းပါတယ်ကြီးလားရက်တောင်အပေါက်ကနေချောင်းကြည့်ဘာပြောတယ်မအေးမင်းနောက်ဆုံးရင်ငါရှေ့တုံးမှာပေါ့ကွာတကားနောက်ဆုံးဘုန်းကြီးကရှေ့တုံးနောက်တော့တကားထွက်ပြေးဘုန်းကြီးကနောက်ကလိုက်ကန်ဆိုကျင်တော့အဲ့ဒီကျောင်းထဲမှာရေတွင်းပြက်ကြီးတစ်ခုရှိရွှေတွင်းပြက်ကြီးကလည်းအကာတွေမရှိအဲ့ဒီတကာပြုတ်ကျသွားတော့ဘုန်းကြီးကရေခမ်းနဲ့ဖြစ်တယ်ရေတွင်းနှခမ်းပေါ်ကနေထိုင်ပြီးတော့အေးဒါမှငါအခွင့်အရေးကမင်းပြေးလို့မလွတ်တော့ဘူးဆယ်မလားအောင်မိတာမဆယ်ဘူးတရားမပြီးသေးလို့စဟောနေပြပါလုံးအဲ့ဒီကျမှတကားအော်ပြီဟောင်းလေဗျာယရနာနှစ်ပါးကဲတော်မူပါယရနာနှစ်ပါးကဲတော်မူပါဟဲ့တကားယရနာ3ပါးရှိတာဘယ်နဲ့တပါးပြောက်မှန်လားဗျာတာငါယရနာနှိမ့်ဆက်နေလို့ပါဗျာ
ပြဘာနေချက်နေလို့ခုလေတန်ခါရတနာနေချက်တဲ့ဖြစ်မှာဆိုလို့ခတ်တော့တော့ပေါ့လေအဲ့ဒီတထေးသမီးလေးကစာအုပ်ပြန်ရေးတယ်ဟောဒီလာတဲ့ငါဤကောတာမီပြီးရဲ့ငါရဲ့သားကြီးအလွန်လိမ့်ပါရဲ့ဒါကြောင့်မို့ရွှာငံကတထေးသမီးလေးနဲ့ငါရဲ့သားကိုပေးစားလိုက်ပါတဲ့လက်ထပ်ပေးလိုက်ပါဆိုပြီးတော့လက်ထပ်တီတီကိုရေးပလိုက်ဒီတော့အဒီပစိုးတဲ့ပြန်ထုတ်ပေးလိုက်တာပေါ့တထေးသားကလည်းပစိုးချင်းတွေထုတ်သွားပြီးတော့အဒီတထေးကြီးသွားပို့တော့ဟာသူ့ကိုအာကိုရကြီးနဲ့သူ့သမီးနဲ့လက်ဆက်စီရှင်တို့ဒီလိုမျိုးပို့လိုက်တာပဲဆိုပြီးသူ့သမီးနဲ့တခါတည်းမင်္ဂလာဆောင်ပေးလိုက် ကဲမသေးတဲ့ပြင်ဘာနဲ့ရသွားတထေးသမီးနဲ့ရသွားတန်ကောက်လိုက်တာနော်အဲဒီလိုတထေးသမီးတွေရတယ်လို့လည်းသိရောစုံလန်းစုံကမသေးတဲ့အပြင်တထေးသမီးနဲ့ရတယ်ဆိုတာလည်းသိရောကြည်သာငါဘလောက်ပဲသတ်တာသူမသေးပါလားရနောက်ဆုံးပေါ်လေယောဂဝေဒနာလည်းပြင်းပြင်းထန်ထန်ဖြစ်နေပြီတာရဲ့ဂေါတကအဖေကြီးပြလာပါအောင်အဖေနေမကောင်းဘူးကွအဒီလိုမှာတော့သူမိမတိတယ်လေဒီတရေရသူ့ယောက်ျားတရားကြံနေမှတိတယ်ဒီတော့မောင်ရဲ့မသွားပါနဲ့မသွားလို့မဖြစ်ဘူးနှမရဲ့ကိုယ့်ရဲ့ဖခင်နဲ့ဖြစ်သူ့ဒီကြောင့်ညာနေကြမလို့လားမသိရသွားတော့ကိုရောက်တော့အဒီတထေးကြီးရပေါ့လေသူ့ဥစ္စာတွေကိုမပေးဘူးဆိုတဲ့အကြောင်းကျမရဲ့မကောင်းတဲ့တိုင်းပေါ့လေမင်းကိုငါဥစ္စာတွေမအဒီလိုလဲပြောရတထေးသမီးလေးကရှင်မဖိပေးလိုက်ရှင်မဖိလိုက်ရောမပေးတာနေပေးတယ်ဖြစ်သွားတယ်မင်းငါဥစ္စာတွေပေးမယ်အဒီလိုလဲပြောတထေးသမီးလေးကရှင်မဖိအမလေးအဖေရဲ့ကိုယ့်ရဲ့သားလေးပေါ်ကျွန်တော်တော့ချိရှာတာလားဆိုပြီးဖိလိုက်တာတခါတော့သိရောပြပါပြပါတေတော့ကိုတံပြီးတထေးကြီးလဲသေရောတထေးရမှာစက္ကန့်ချလို့ခေါ်တကဒီအဲ့ဒီနေရာမှာပဲဟောခေါ်တကတထေးကြီးလို့အမည်တွင်လာခဲ့အဲ့တော့သူ့မိမပြုံးတော့နင်ဘာလို့ပြုံးတာလဲနင်ပြုံးတာအဓိပ္ပာယ်ရှိဒီတော့သူ့အဖေကသူ့ကိုတေချောင်းကြံတဲ့အကြောင်းပြောပြတော့မယုံသူ့ဖေကသူ့ကိုဒီလောက်ချစ်တာပေါ့အဲ့ဒါနဲ့ကာလီကျုံမအောင်မေးခိုင်းတော့သူတောင်ဝေးကရအော်တဲ့တကယ်တော့ငါဘဝဟာအန္တရာယ်တွေကြားတဲ့ကနေကြီးပြင်းလာခဲ့ရဒါပေမဲ့ငါ့ကိုကုသိုလ်ကံကငါ့ကိုကာကွယ်ပေးတဲ့အတွက်အခုလိုမျိုးတထေးဖြစ်အောင်ကြီးကိုကာကွယ်ပေးခဲ့ဒါကြောင့်ထိုးရဘဝတွေလည်းပဲကုသိုလ်ကောင်းမှုကကိုယ်ပဲဘဝပဲရောက်မကောင်းတဲ့အပေလေးဘုံမဲရောက်အမောတလေးချမ်းဘုံမဲရောက်ကိုကုသိုလ်ကောင်းမှုကလိုက်ပြီးတော့အကျိုးပေးဒါကြောင့်ကောင်းမှုကုသိုလ်ဆိုတဲ့မိတ်ဆွေကိုကောင်းဖို့မလိုဘူးလားတို့တယ်အကုသိုလ်ကံကကိုမကောင်းတဲ့ကျိုးတွေပေးတယ်ကုသိုလ်ကံကကိုကောင်းတဲ့ကျိုးတွေပေးတယ်ဇာလံပြချုံးကြပါစို့ခေါ်တကတထေးကိုဘယ်နှကြိမ်ဆုံးပြစ်ဟမ်မေးတော့လည်းမသိ6ကကြီး9ကြိမ်ဆုံးပြစ်တယ်နောက်ပထမတစ်ကြိမ်ဘယ်မှာဆုံးပြစ်လဲအမိုက်ဘုံဒုတိယတစ်ကြိမ်ငချံဝတတိယတစ်ကြိမ်လေသာ900သတုဒ္ဒတစ်ကြိမ်သုတ်တာပိသမတစ်ကြိမ်6ကဘာ
နောက်6ချိန်မြောက်ပေါ့လေ6ချိန်မြောက်ကဘယ်ကိုလွတ်အိုရင်းတယ်9ချိန်မြောက်ကတောရွာကိုလွတ်ခေါင်းမေးပြီးဖြေတာပဲကောင်းပါလေနော်ဒါကြောင့်အဲ့ဒီလို9ချိန်တိုင်းစွန့်ပစ်ပါတော့လေအတိတ်ကကိုယ့်ရဲ့သားကိုပြစ်ခဲ့တဲ့အကုသိုလ်ကည9ချိန်တိုင်းစွန့်ပစ်ခံရပေမဲ့ပြစ်စေကဘုရားကိုခွေးဘဝနဲ့စောက်ရောက်ခဲ့တဲ့အကုသိုလ်ကံကြောင့်အကုတော်ဖြစ်တယ်ကုသိုလ်ကံကြောင့်9ချိန်တိုင်းစွန့်ပစ်ပါတော့လေတည်ရလားမတည်ဘူးဒါကြောင့်မို့တရားကောင်းကြီးနာမည်ကပါတယ်အရေးပမာကာနာပြားတဲ့ဒါကြောင့်ကုသိုလ်ကောင်းမှုတွေမိမိတို့တဏ္ဍာလောက်ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေတဏ္ဍာလောက်ကြိုးစားပွားများအားထုတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုဆိုတဲ့အာဒီလိုကြိုးစားပွားများအားထုတ်မှသာကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကကိုဘယ်ဘဝပဲရောက်ကိုလိုက်ပြီးတော့အချိုးပေးတယ်ကောင်းတဲ့ကြိုးပေးတယ်လိုက်ပြီးတော့ကာကွယ်ပေးတယ်ဒါကြောင့်မကောင်းတဲ့အကုသိုလ်မှန်သမျှရှောင်ဖို့ဝေးကရှောင်ဖို့မလိုဘူးလား။ဘာဖြစ်လို့ရှောင်နိုင်တာလဲ။မကောင်းတဲ့ကြိုးပေးလို့ကိုယ်အနေဖြစ်စေတဲ့ရှောင်နိုင်တာ။ကုသိုလ်ကောင်းမှုတွေကိုဘာလို့လုပ်ခိုင်းတာလဲ။ကိုယ်ကောင်းကြိုးပေးစီအတွက်လုပ်ခိုင်းတာ။အဲကြောင့်မို့ဒီကနေ့နော်ထိုင်နိုင်ရောက်ရွှေမြန်မာတိုင်းရင်းသားတို့ချင်းရေကုန်မောင်နှမခொနည်းသားသမီးများမှာသူပေါင်းဆင်းရဲခြင်းပါအပ်သောညာသူဓမ္မသဘင်တရားပွဲမှာဒီကနေ့ညာဟောကြားအပ်သောပါတယ်အရေးပါမှာခဏပြပါတယ်အရေးပါမှာခဏပြတဲ့နောက်ကိုလုပ်တဲ့ကုသိုလ်အကုသိုလ်ကံကကိုနောက်ကိုအရေးပါမှာလိုက်တယ်ကျန်တဲ့ဇီဝဥစ္စာတွေစင်မြင့်ကျွမ်းသွားတယ်ကိုရင်တိုက်တာတွေကိုနောက်ကိုလိုက်ရလားမလိုက်ဘူးဒါကြောင့်မို့အရေးပါမှာခန္ဓာပြဆိုတဲ့တရားလေးကိုဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့အလဘိုးတို့ဘဝတို့တော်ကြီးလည်းပဲဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကြောင့်မဝမနာမတရားမဖို့နိဗ္ဗာန်ကိုလင်းမြန်စောစွာရောက်နိုင်ကြပါစေရနိုင်ကြပါစေလို့ဆုတောင်းပြီးကာထာလေးတစ်ပုဒ်ဆိုပြီးတော့ဆုံးသက်ရအောင်တလောက်ချီပြီးတော့အာယုံပြကြပါခဏလေးပါဘာသာတဘာထုတ်တဲ့ယံသူဝုထံသူမင်္ဂလာသူတင်သူဒုက္ခရင်ကမိန်ဘူရင်သူတဘာပါရမိန်ဘာသာတဘာကိုစီကိုငါကိုဒေသ၌ပြောကြဆံရတတဝဟုသမျှတို့သည်ထုတ်တဲ့ယံသူအိမ်မရမကောင်းစွာမရွေနှစ်သက်ကြည်သာအိဆာနိုင်ရပါစေကုန်သတည်းသူမင်္ဂလာကျက်တဲ့ရှဝေလံတဖြင့်စံပွင့်ရကုန်သည်ဖြစ်၍ဟောထံသူကောင်းစွာမိုးတော့အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခတင်ကမိန်အဘေဒုက္ခဒီရောက်ပြီးအကြောင်းမကောင်းကြီးစုသူစရဲ့မျိုးကိုသူတင်သူတော်လက်နတရားစဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းတဘာပါရမေအလောင်းအလျာဖြေကောင်းရသည်သုံးရာဆယ်လေးပါရမီအပေါင်းအကျင့်ကောင်းကိုကိုရင်သူတဆင်ရင်တရင်အောင်မလင်းပုံသေးဖြည့်ခြင်းနိုင်ကြပါစေကုန်သတည်း来到，看那里不，你。